ကျောက်စိမ်းရှာတဲ့နေရာလေးဗျာရှာနေနဲ့ကျွန်တော်တရားပေါက်တော့တယ်ဗျာရေကြတန်နဲ့ကျင်းငတ်တန်နဲ့ဒါပဲကြားရတယ်ဘာမှလူတန်လည်းမကြားရဘူးဘာတန်မှမကြားရဘူးကဲအေးဆန်းဆန်းနဲ့ကျွန်တော်တို့ကျောက်စိမ်းရှာခြင်းနဲ့ညီကိုတွေအတွက်ဒါကတော့လုံးဝအေးချမ်းတိတ်ဆိတ်လွန်းလို့ရှာရင်ရှာနေတော့ကျွန်တော်ကြောချမ်းလာဗျာဝယုံတော်ထဲမှာရှာနေရဗျာတကယ်ကိုင်းတော်ထဲမှာနားထဲမှာကျွန်တော်ရေကြတန်ပဲကြားရတယ်ကျွန်တော်ကြီးငတ်တန်လေးနဲ့အတူကြောက်စိမ်းရှာနေရပေါ့ဗျာဒီနေ့တော့ဘိုက်ဆာဆာနဲ့ဗျာအိမ်ကပါလာတဲ့မနက်စာပေါ့အိမ်ကနေမနက်စာမစားခဲ့ဘူးဗျကိုလိုကလန်အချိန်ကိုလိုကလန်ဖြစ်နေလို့ဆိုပြီးတော့ကြောက်ရှာနေနေပေါ့ဗျာ